ဒီဖားခင်လောက်တဲ့လူอ่ะပေါ့နော်30နဲ့ရောင်းမဲ့ကိစ္စကိုပုတူကပြောချင်တယ်ပေါ့နော်ဒါဒင်းတွေရတက်လာတယ်ပေါ့ပုတူလည်းအခုပြန်လဲတီထောင်ရေးရအောင်လားအခုကတော့ဖုန်းကြောင်းမှအိတ်တယ်ဘာဖြစ်လို့လဲဆိုတော့ဖားခင်လောက်တဲ့လူရောမိခင်လောက်တဲ့လူတွေရောတန်ရောစင်မရှိဘူးတာသမီးပေါ်မှာမြစ်တာမရှိဘူးတွေ့တာမီဘာတစ်ခုမှမပေါ့ဘူးသူမျက်လုံးထဲမှာပေါ့နော်ဂယုဏမရှိဘူးနှလုံးသားမရှိဘူးသူပုတူမြင်းတယ်ဘာဖြစ်လို့လဲဆိုတော့30နဲ့ရောင်းမဲ့ပေါ့နော်ခလေးလေးတရားကိုပြန်ကုပေးမယ်ပေါ့ဒါပုတူမယုံကြည်ဘူးတရားကိုရောင်းလိုက်မယ်တရားကိုအသေးခံလိုက်မယ်ပုံစံမျိုးပေါက်တယ်ရတဲ့ပတ်စံကိုလူယူလိုက်မဲ့ပုံစံမျိုးအနေထားကိုရောက်နေတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ပုတူဒီခလေးလေးနှစ်ယောက်ပုတူပြန်ကဲ့မရမယ်ပုတူလည်းပထမကဲ့ဘူးတယ်ဗီဒီယိုဖိုင်တင်ထားတယ်ပုတူအိမ်မှာပေါ့ပတ်စံပေါ့ဒီခလေးဖေးကဆိုင်ငယ်ပေါင်လာတဲ့ဆိုပြီးတော့ပုတူကူညီခဲ့ပေးဘူးတယ်ခလေးမျက်နှာနဲ့နော်ကူညီခဲ့ဘူးလားအစဆုံးပုတူကူညီခဲ့ဘူးပဲအခုချိန်မှာသူတို့ကဘယ်လိုလဲဆိုတော့ဟိုရောင်လေလေနဲ့ဟိုဘက်မှာလည်းကူညီတောင်းတယ်ဒီဘက်မှာလို့ပြီးတော့ပုတူပြောပြီးပြီပုတူတာဝန်ယူပေးမယ်ဆိုရင်ပြီးတဲ့ထိတာဝန်ယူပေးမယ်တို့ကဟိုမြောက်ဒီမြောက်ဖြစ်နေတာပေါ့နော်ပုတူအခုဒီကလေးနဲ့ပြန်ပြီးတော့ပြန်ကယ်ရမယ်အဲ့ဒါဆိုခလေးတရားကိုခွဲစိတ်မယ်ဆိုတာ30ဆိုတာပုတူမဖြစ်နိုင်ပုတူအခုလေခလေးလေးတွေကိုခွဲစိတ်ပေးဘူးတာပဲ300ကျော်ကုန်တာပေါ့နော်30ဆိုပုတူအံ့ဩတယ်အဲ့တောင်မို့လဲဘာမှမသိလို့မလုပ်ဘူးဒါပေမဲ့ခလေးလေးကဆရာဝန်ကိုယ်တိုင်လည်းပြောတယ်နှလုံးယောဂဖြစ်နေပါတယ်ဆိုတာကိုပြောတဲ့အတွက်ဒီခလေးလေးကိုပုတူပြန်ကယ်မယ်မိခင်တွေဝိုးဝေးထားမယ်မြစ်တာမရှိတဲ့မိခင်တွေဝိုးဝေးထားမယ်ဒီခလေးလေးရောင်းမဲ့ခလေးလေးကိုလည်းပုတူဝဲမယ်ဝဲပြီးတကယ်လိုအပ်တဲ့စိတ်ချတဲ့နေရာကိုပုတူထားမယ်အောက်ကြည့်ပြီးတော့ကဲ့ဆဲတာပေါ့နော်ဟယ်လိုဟိုဗါလေခလေးက30နဲ့ရောင်းမှဆိုတာတကယ်လားကိုဟမ်အခုလည်းကိုကြီးဒီမနေ့တော့စားရမရှိတော့ဘူးအဲ့ဒါမှမရှိတော့မှကိုယ်မှကြာလဲကြောက်သွားတယ်အိမ်မှာစားခဲ့တာကိုကြီးမှာရောမဟုတ်ပင်တိတယ်အကိုကြီးတို့တည်င်းတယ်ပုတူကြားတယ်အဲ့ရလူတယ်ပုတူပြန်ပြီးတော့ဆက်တွေ့တယ်ပေါ့နော်ဟုတ်အကိုကြီးကိုကျွန်တော်ရောင်းမှဆိုတာတကယ်လားဟုတ်ကဲ့တကယ်တင်းသီလားဟုတ်ကဲ့မိမမပြောပြီးလားမိမလည်းမပြောပါဘူးသူကလည်းဟိုကဘောတော့ဒီကိစ္စနဲ့ခလိတော့ဘို့ငဲ့ပြီးတော့အဲ့ဒီကျွန်တော်လည်းကိုကြီးခုအိမ်ကြီးရတယ်မရှိဘူးလေတော့လည်းရောက်နေပြီနိုင်ငံမှာကပြည်နေကြလို့လေဟိုတခါလိုင်းငန်းကပေးတာလဲပတ်စံဟောညာလိုင်းငန်းကပုတူပေးတာလဲပတ်စံဟောနိုင်ငံကဟိုတော့ပြည်တာကျွန်တော်တို့ကဒီကြားထဲပေါ်ဒီတက်လိုက်နေတော့အဲ့ဒါဟိုဒီတနည်းမနည်းတော့အကိုကြီးမလိန်နဲ့နော်အကိုကြီးတည်င်းနေကျွန်တော်အကုန်ကြားတယ်နော်အကိုကြီးကမိန်းမတွေယူရတယ်အများကြီးအကိုကြီးတည်င်းနေအကုန်ကြားအကိုကြီးကတခိုးတဲ့ဘယ်လိုရှင်းပြမှာကျွန်တော်အဲ့ဒါပြောတာအေးအဲ့ဒါမို့ခလေးမင်းနာကြည့်ပြီးတော့ကျွန်တော်ကူညီပေးမှပြန်ပြီးတော့အခုကအဲ့ဒါလက်ခံတယ်အရင်ကနာမည်ပြတ်ရှိလို့နာမည်ပြတ်ရှိတယ်အခုရိုးစင်စင်နဲ့နေခဲ့တယ်ဟုတ်တယ်ဟောဒါပေမဲ့အဲ့ကလေးလေးကိုကျွန်တော်လောက်ပေးမယ်နော်အခုနော်အဲ့ကလေးလေးကိုကျွန်တော်ဒီမှာအကိုကြီးကပြောပြလိုက်တာခလေးကိုရောင်းမာတယ်ရောကိုကြီးဇာတ်တော်ရှုပ်တာကျွန်တော်ပြောပြီးပြီတူးတောက်တယ်ဟိုကူညီတောင်းမယ်ဆိုပြီးတဲ့စီကူညီတောင်းဟိုလိုဒီလိုတဲ့ရှောက်ပြီးလိုက်မလုံးနဲ့ဟုတ်ကဲ့မလုပ်ပါဘူးကိုကြီးကကိုကချင်းတဲ့ညောဆိုတော့ကိုကြီးနှစ်ယောက်ကိုကြည့်တာကိုကြီးနှစ်ယောက်ပဲအဲ့ဒါဒီလိုကလည်းဒီလိုပြောခိုင်းရတယ်ညီလေးကလည်းပြောရအောင်ကိုကြီးဘယ်သူကပြောခိုင်းတာကိုကြီးဟိုအဲ့မင်းကဟိုဒီမှာဒီကဟိုတနည်းတကာပြီးတယ်မျိုးရဲ့အချင်းတော်ကြီးကညီလေးကိုပြောလို့မသွားကြဘူးဒီကယူပြီးဟိုသင်္ကာလည်းပြီးဟိုကောင်းကောင်းမွန်မွန်ဟုတ်လားဟိုပေါ့ဒီလူကုလို့ရတယ်ပေါ့ဒီနေရာမှာကယ်ဆယ်ပေးပါပေါ့မှန်ကန်ကြဒီကလေးလေးကိုစေးဦးမှာပေါ့ကူညီပေးမဲ့လူလားအဲ့လိုမျိုးလောက်ရမှာအခုကဇာတ်တွေသိရှုံနေတယ်အကိုကြီးအဲ့လိုပြောတာမဟုတ်ဘူးအကိုကြီးကအခု30နဲ့ရောင်းမှထားခလေးတရားရောင်းလိုက်မယ်နော်ပေးမယ်နော်တကယ်ကျင်းစီပေးလိုက်မယ်နော်ဟုတ်ကဲ့ည
တော့လည်းဘုံခေါ်သေးတယ် ဘ누구ခေါ်လာလဲ ဟိုဒါလေးအဲ့တိုင်းကြီးဝင်ဟိုလက်တော့လာမသိဘူးတကယ်ကြီးကြီးဆိုကြီးအင်းခေါ်ရမလို့လည်းတော့အားလုံးစီရဲကြအင်းပြောရလို့ပြောရလေ အဆင်ပြေတယ်ဆိုတာလုတ်ခွဲပေးမှလားဟာ ညာ လုတ်ခွဲပေးမှလား ဟိုခေါ်ရမယ်လို့ပြောဒီဝန်စကားပဲပြောတာလေကျိုးတောင်းရလို့ပြောတာလေ အေးတာဝန်ယူတယ်လို့ပြောရတယ်ဟုတ်တယ်လေမှန်တယ်လေအခုပါလေကျွန်တော်ကတာဝန်ယူရမလားမယူရအောင်လားအဲ့ဒါပဲသိချင်တယ်အဲ့မှာတာဝန်ခံမှုယူတယ်ဆိုရင်ပုတုမယူတော့ဘူးလေ ဟိုအဲ့ဒါညီလေးကဘာလို့ကြောက်သူတို့ဥစ္စာပြီးတော့မေးလာလို့ကိုရာမင်းမနီးစီးနေတယ်လို့ပြော ခုကျတော်တော်ရှောက်တာပဲ ဆက်ညာဝင်တော့ဘယ်လိုပြောပြရမလဲဒီလို အကိုကြီးမဟုတ်တာအကိုကြီးကဗရောင်းမဲလောက်ချင်တာခက်လေးကိုဗန်းပြချင်တာအနေထားကြီးอ่ะ ဒီလိုလည်းဒီလိုဘယ်လိုအခုမှဒီကနေ့ပြောလို့စဉ်းစားလေ အင်း တားတယ် အင်း ကနေ့ပြောလို့ဒီတော့တောင်းနေတယ်ဒီမှာဒီလိုမရှိသားရမရှိဘူးနေတာလေ ကိုကြီးတို့ချစ်လက်ကောင်းလေလေ ဟမ် ကိုကြီးတို့ချစ်ကောင်းတယ်လက်ကောင်းတယ်လေကိုကြီးရတယ် ကောင်းတယ်လေ နောက်တော့ခလေးရောက်ဒရာစင်တော့မွေးလို့ရတယ်ဘာလို့နေစရာမရှိစားစရာမရှိပြောအောင်လောက်စားပေါ့အကိုကြီးတို့ဆိုင်ငယ်ပြန်ရွေးထားပြီးမဟုတ်လားကိုကြီးတို့ကျွန်တော်ဆိုင်ငယ်ပြန်ရွေးထားပြီးမဟုတ်လားဘယ်ရပါလဲအဲ့ပစံဘာလုပ်လိုက်လဲအဲ့ဆိုတော့ဆိုင်ငယ်လေးရသွားပြီးဆိုတော့အလုံးလုံးမယ်ပတ်စံရှာမယ်လေကိုကြီးဘာကြီးရှောက်စင်စားနေကိုကြီးမိခင်ကောင်တရားမပြီးသားဘူးရှင်ဟုတ်ပါတိုင်နေဝေရတကယ်ခွဲစိတ်ပေးမယ်ဆိုရင်တော့ပုတုအနားဆုပ်လိုက်တော့မယ်ဒီနော်အဲ့ဆိုတော့ အဲ့ဒီနေ့မှာဘုရားကြီးပြောရပါလား စောစောကလည်းတာဝန်ယူတယ်ဆိုတာဝန်ယူတယ်ဆိုရင်ပုတုနောက်ဆုပ်ပေးမယ်လေဘာဖြစ်လဲဘာဖြစ်လဲ ဒီလာကဘယ်လိုယူကြတာလဲဟိုဒီလာကဘယ်ကနေနေပြီလဲဒီလိုဒီလိုစကရင်ကြီးလုံးကြတယ်ဒီလိုပုံစံပါလို့ကိုကြီးဒီလိုပြောတာ အခုကပါလေဖုံးဆက်တော့ အခုအားဒီလိုဘာလို့ဒီလိုပုံစံပြီးတော့တော်ကြီးကကိုကြီးတောင်းဒီမှာကိုရမယ်ကလာလို့ဒီလိုလိုက်လို့လေအဲဒီလိုကပြောရမယ်ကောင်ဒီကိုကြီးပြန်နေတယ်လေ သူကတာဝန်ယူတာပြီးမဟုတ်တာပထမ ဘာမှယူရည် အေးယူပြီးရပြီးပြီလေပုတုနဲ့မဆိုင်တော့ဘူးလေတို့တာဝန်ယူတာတို့တာဝန်ယူမှာပေါ့ဟုတ်ဒါပဲအဘောက်ရှောက်ပြီးတော့ဟိုဘာလိုင်းပေါ်မှာဟိုကြီးကြီးကြီးဘာကြီးရှောက်ပြောနေတာခလေးကိုရောင်းပြီးတော့ဟိုစေကုမာတို့ဘာကြီးရှောက်ပြောနေတာခလေးနှလုံးခွဲစိတ်တယ်ဆိုတော့30နဲ့ရတက်လားစဉ်းစားလေအောင်တော့ရှိ မရဘူးလေ အဲ့ဘာလို့ရှောက်ပြောနေတာ